ကိုယ်ဤချမ်းသာရဲ့စိတ်ဤချမ်းသာရဲ့ရရှိသွားတယ်ဒီလိုဆိုလို့လေနော်ဟုတ်လားယောဂီတို့ဟိုတုန်းကမလိမ္မာတဲ့သားလေးတယောက်မွေးထားတယ်အမျိုးသမီးတယောက်ကျောင်းမှာလာတရားထိုင်တယ်တရားထိုင်တော့သူ့သားလေးကဘယ်လိုမှဆုံးမလို့မရဘူးသားလေးတယောက်ဆိုတော့အလိုလိုက်တာကြီးတော့မိဘကနားမတော်တော့ဘူးဒီလိုနော်ဟုတ်လားနားမတော်တော့ကြီးတော့မိဘကစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်တဲ့အခါကျောင်းမှာတရားလာထိုင်တယ်လာထိုင်တော့ဆရာတော်ဒီသားလေးကမိဘပြောတဲ့ကနားမတော်ဘူးမိဘစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ရတယ်ဒီသားကိုဘယ်လိုဆုံးမရင်ကောင်းမလဲလို့တော့မေးလာတယ်ဒီလိုတော့ဟုတ်လားဒကာကြီးကမိုင်းလေးကချိုးရှိကောင်းရှိမယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့တင်ပေးတာကတော့ဦးဇင်းတို့ကျင့်သုံးတဲ့နည်းကိုတင်ပေးခြင်းဖြစ်တယ်ဒီတရားကိုမနေ့တစ်ချိန်ညတစ်ချိန်အားထုတ်ပြီးတော့လောဘဒေါသမောဟစတဲ့ကိလေသာတွေနှံ့ဆင်သွားတဲ့အချိန်ခန္ဓာကိုယ်ငြိမ့်အေးသွားတဲ့အချိန်မှာအဲ့ဒီမလိမ္မာတဲ့ပုဂ္ဂိုလ်လေးတွေကိုမျက်နှာကိုမြင်အောင်ကြည့်ပြီးတော့ပြုံးပြုံးရွှင်ရွှင်မြင်အောင်ကြည့်ပြီးတော့မေတ္တာပို့လို့ရှိတယ်သဘောပေါက်လားမသိဘူးမေတ္တာပို့တော့အဲ့ဒီမလိမ္မာတဲ့ကလေးတွေဟာလိမ္မာလာတယ်ရှင်ကျေးလာတယ်ဒီလိုတော့ဟုတ်လားဒကာကြီးဓမ္မကြီးခုနီးရပြီလားရပြီတော့ခင်ဗျားတို့ဒါနီးပေးနေတာဘုံလို့ရှင်းတယ်နီးပေးတာဟုတ်လားဓမ္မကြီးကလည်းဒကာကြီးမလိမ္မာရဲ့ဟုတ်လားရှင်းတာပဲတော့ဟုတ်လားဒီဒကာကြီးကိုတရားထိုင်ပြီးတဲ့အခါမျက်နှာကိုကြည်လင်းလင်းမြင်အောင်ကြည့်ပြီးတော့မေတ္တာပို့ဟုတ်လားဒီဒကာကြီးလိမ္မာသွားမယ်ဒီလိုမဟုတ်လားဒကာကြီးကလည်းဒကာမကြီးမလိမ္မာရင်ဒီနည်းတော့မလို့ဟုတ်လားဒကာကြီးဒါဥစဉ်တို့ဒီမြတ်စွာဘုရားကျင့်သုံးတဲ့နည်းပါပဲဒီလိုမဟုတ်လားဒါလည်းပြီးတော့ဒီကမ္မထာတွေကိုထုတ်ထရအောင်ကျင့်ရတယ်အထုတ်ထရအောင်ကျင့်ရတယ်ဆိုတာကတရက်ကို7နာရီထိုင်ကြည့်ပေါ့7နာရီခန္ဓာကိုယ်လည်းမလုပ်စိတ်လည်းမလုပ်ဘဲနဲ့ကျင့်ရင်ဒီတမာတိအိတ်ခါကအထုတ်ထရောက်သွားတယ်တခါကြီးမလိမ္မာရဲ့အဲ့ဒီလိုအလင်းတတ်တယ်လေလှုပ်ပြီးတော့အဲ့ဒါကိုယ်ကမလို့ဟုတ်လားတခါကြီးချုံထိုးပြီးတော့ပြန်ပြေးလာဟုတ်လားဟုတ်လားဒီမှာကြီးအားထုတ်ကြမလားအားထုတ်ကြမလို့ဒီနေ့9ရက်တရားစခန်းပြီးတော့ဘယ်သွားကြမဟာမြင်သွားမလားဖယ်သွားမယ်တောထွက်မလားဘယ်သွားကြအိမ်ပြန်မှာအိမ်ပြန်ကြမှာအာရဒါနဒီနေ့သိမကုန်ဘူးတဲ့ပြန်ရမှာဆိုတော့သိမစားနိုင်ရဘူးဖြစ်တယ်အိမ်ပြန်မှာတော့ဝမ်းလာနေကြတာလည်းသိမကုန်ဘူးတဲ့တခါကြီးဟုတ်လားမဟုတ်ဘူးလားကိုးတော်သားတွေလားဟိုတော့ကဦးဇင်းတို့လေသင်းမောနဲ့ညစ်ထဲမှာကုသန်ရောင်းဝယ်နေတဲ့လေတကြီးဦးထုံးမြိုင်ဆိုတာရှိတယ်လေတကြီးနာမည်ကဦးထုံးမြိုင်တဲ့သူတဲ့လေဦးထုံးမြိုင်လေတကြီးဦးထုံးမြိုင်ကတင်းမောနဲ့ဒီညစ်ကြောင်းလျှောက်သူကုသန်ရောင်းဝယ်နေပြီမဲ့ရေမကူးတတ်ဘူးဦးထုံးမြိုင်ကဘာဖြစ်လဲရေမကူးတတ်ဘူးဒီမဘုရားတော့ဒီဥထုံးမြန်ကြီးကဆင်းလာတယ်ငါသင်္ဘောမြန်ပြက်သွားရင်သင်္ဘောပေါ်ရေနှစ်ပြီးတော့တေးမှာပေါ့ငါရေမကူးတတ်ဘူးဥထုံးမြန်ကခြေလန်းသွားတာကြောက်လာတယ်ဒီလိုမဟုတ်လားကြောက်လာတော့သင်္ဘောကန့်ကတ်တဲ့အခါမှာကံအားလျော်စွာရွာသူရွာသားတွေကရောင်းတဲ့ဘူးကြီးကြောက်ကြီးတစ်လုံးရတယ်ဘာရလဲမျိုးသားနဲ့ဘူးသီးကြောင်ကြီးပေါ့ဘူးသီးကြောင်ကြီးကတော့ဘူးသီးကြောင်ကြီးကကြီးတော့ဥထုံးမြန်ရဲ့ခန္ဓာကိုယ်နိုင်တယ်ရေတဲ့အပေါ်ကပေါ့ကြည့်ရင်ဒီဘူးသီးကြောင်ကဥထုံးမြန်ခန္ဓာကိုယ်ထမ်းနိုင်တယ်ဒီလိုမလားရှင်းပြရပဲဒီဘူးသီးကြောင်ကိုခန္ဓာကိုယ်အောက်ထားပြီးတော့တင်းမောပြည့်ရင်ကူးရင်တော့အသက်မသေးနိုင်ဘူးပေါ့ဟုတ်လားဒီလိုနော်ဟုတ်လားအဲ့တော့ဥထုံးမြန်ကဘုရားရှင်ရှိမှဒီဘူးသီးကြောင်ကြီးဆွဲထားတယ်။ဘာဆွဲထားလဲ။ဘူးသီးကြောင်ဆွဲထားတယ်။9ရက်လုံးဟောတဲ့တရားကြီးမမှတ်မိရင်ဒီဘူးသီးကြောင်တစ်လုံးတော့မှတ်မိရဘူးခဏနော်။အိမ်ပြန်ရောက်ရင်ဒီဘူးသီးကြောင်တော့မှတ်မိရ။တခြားဘာမှမမှတ်မိရင်ဒီဘူးသီးကြောင်တော့မှတ်မိရ။ဟုတ်လား။ဘုရားရှင်မှာဘူးသီးကြောင်ကြီးကြီးဆွဲထားတယ်ဒီလိုမဟုတ်လား။ဒီမိုင်းမှတ်မိပြီနော်။မမှတ်မိရင်သူကဘူးသီးကြောင်တစ်လုံးကြီးထည့်ပေးလိုက်။ဒီအောင်တော့ဆွဲထား။အဲ့တော့ဘူးသီးကြောင်ကိုဘုရားရှိကမ်းမှာ
ဖះကမှဆွဲထားပြီးတော့နေတိုင်းဒီဥထုံးနေကလေပင်မောပြက်ခဲ့ရင်တော့ဒီဘူးစီကြောက်ကိုရင်ဝအောင်ထားပြီးတော့တစ်ဖက်ကကူးမယ်လွတ်မြောက်နိုင်တယ်ပေါ့ရေဘေးကလွတ်မြောက်နိုင်တယ်ဒီလိုမလားသူကိုယ်တိုင်လည်းဒီဘူးစီကြောက်ကိုရင်ကောင်းအောင်ထားပြီးတော့မြစ်တစ်ဖက်ကကူးကြည့်ကူးလို့ရပါတယ်နော်ဟုတ်လားဒါအသက်တခင်ပဲဒီဘူးစီကြောက်အဲ့တော့ဒီဘူးစီကြောက်ကိုဘုရားဥက္ကမှာချိန်ပြီးတော့သူနေတိုင်းကြည့်တယ်တနေ့ရောက်တော့လေမုန်တိုင်းတွေကြာလာတယ်ဒီမြစ်ရဲ့အလဲကောင်းမှာလေမုန်တိုင်းတွေတိုက်လာတယ်တိုက်လာတော့လေတကြီးဥထမြတ်ရဲ့ခြေကဟိုဘက်ရင်းလိုက်ဒီဘက်ရင်းလိုက်မိုးရေတွေကလည်းအထက်ဝင်မြစ်ရေတွေကလည်းဝင်တော့ပက်ထုတ်လို့မနိုင်တော့ဘူးလေတကြီးဥထုံးနေရအဲ့တော့ပက်ထုတ်လို့မနိုင်တော့ဒီလှေဟာမြုပ်တော့တယ်ဒါလို့မဟုတ်လားမကြမီဒီသင်္ဘောမြုပ်တော့မယ်မြုပ်တော့မယ်ဆိုတော့ဥထုံးနေကဘုဒ္ဓကြောင့်သတိမရဘူးတဲ့ဘုန်းကြီးကြောင့်ဥထုံးနေသတိမရဘူးဘာတော့သတိရလဲဆိုတော့ဒီသင်္ဘောရဲ့အောက်ခန်းထဲမှာထားတယ်ရွှေတို့ငွေသားတွေကိုသွားသတိရတယ်ဘာလို့သတိရလဲသူကိုယ်တန်ရောင်းမယ်လို့မြတ်တဲ့အမြတ်အစွန်းတွေကိုအောက်ထဲမှာထည့်ထားတယ်ရွှေဝယ်ပြီးတော့ထည့်ထားတယ်ငွေတွေအထုတ်လိုက်ထည့်ထားတယ်ဘယ်လိုမလားလေသင်္ဘောမြတ်ထံနေရောက်တော့ဘုရားရောက်သတိမရပဲနဲ့သူသိမ့်ထားတယ်ရွှေတို့ငွေသားတွေသွားသတိရတယ်သတိရတော့ဥထုံးတယ်ကဒီသင်္ဘောရဲ့အောက်ခန်းထဲကိုဆင်းသွားတယ်ရွှေတွေငွေတွေကိုဆွဲထုတ်တယ်နော်ဟုတ်လားသူအပေါ်တင်တယ်ဘောရွှေတွေငွေတွေဆွဲထုတ်တယ်အဲ့ဒီရွှေတွေငွေတွေဆွဲထုတ်နေစဉ်မှာပဲတဲ့သင်္ဘောကပြတ်သွားတယ်ဥထုံးတယ်လေဘာဖြစ်ပါဟာလေမြုပ်သွားတယ်ဒီမြုပ်တော့တေးသွားပြီပေါ့ဥထုံးတယ်ဟုတ်လားဥထုံးတယ်ဘာဖြစ်ပါလဲဘုရားကြောင့်တည်းမရဘူးဟုတ်လားသဘောပေါက်လားမကြီးမမကြီးတော့ဒါဥထုံးနေတဲ့ဘုရားကြောင့်နဲ့ဇာလန်ကပြီးသွားပြီခင်ဗျားတို့လည်းရောက်ပြီခုတရားကြီးနဲ့ယောဂီတွေအလှည့်ရောက်ပြီတော့ဟုတ်လားသဘောပေါက်လားမသိဘူးအဲ့တော့အိမ်ပြန်ရောက်တဲ့အခါမှာဒီဘုရားကြောင့်နဲ့တူတဲ့ဒီသမထကမ္မထဝိပဿနာကမ္မထကိုခင်ဗျားတို့နေ့စဉ်အာမထုတ်ရင်တော့ဒီကံကြီးမှာကမ္မထကိုအာယုံပြုတ်ပြီးတော့မသိနိုင်ဘူးဒါလို့မဟုတ်လားကမ္မထကိုနှလုံးသွင်းပြီးတော့မသိနိုင်တဲ့ပုဂ္ဂိုလ်ကယောဂီတို့ကောင်းရသုခတိရောက်ပါမလားမရောက်နိုင်ဘူးတော့အပယ်လေးကိုသွားမယ်ပေါ့မိမိအိမ်နေဆွဲပြီးတော့တည်သွားမယ်မိမိအိမ်မှာရှိတဲ့မိသားစုတွေဆွဲပြီးတော့တည်သွားမယ်ဒါလို့မဟုတ်လားမိမိအိမ်မှာမွေးထားတဲ့တတ္တဝါလေးတွေဆွဲပြီးတော့တည်သွားမယ်ဒါလို့မဟုတ်လားစေတကြီးဥထုံးတယ်ကသူ့သိထားတဲ့ရွှေတွေငွေတွေကိုဆွဲပြီးတော့တည်သွားတာဒါလို့မဟုတ်လားအဲ့တော့ဘယ်ရောက်ဘယ်လေးကိုရောက်သွားမှာဒါလို့မဟုတ်လားသမိုင်းရဲ့သဘောပေါက်လာမလဲအဲ့တော့ဘုရားကြောင့်လည်းသူတဲ့ဒီသမထကမ္မထဝိပဿနာကမ္မထကိုတော့ခင်ဗျားတို့နေတိုင်းကျင့်ဖို့လိုတယ်ဟုတ်လားအမြဲတမ်းမျက်စိမိတ်လိုက်ရင်ဒီကမ္မထရဲ့အာယုံကတွေ့လာရမယ်ဒီကမ္မထကြီးအားထုတ်လို့ရလာရမယ်ကိုရတာနဲ့ဒီတရားတွေဟာမျက်စိမိတ်လိုက်တာနဲ့ပေါ်လာရမယ်ဒါလို့ဟုတ်လားညာထဲမှာထင်ရှားလာရမယ်တော့ဟုတ်လားဒီခိုင်းလေးမျက်စိမိတ်လိုက်တာနဲ့မိမိတို့ကျင့်ထားတဲ့တရားတွေပြန်ပြီးတော့ပေါ်လာရမယ်မိမိတို့တရားဓမ္မကျင့်သုံးခြင်းကြောင့်ရရှိထားတဲ့တရားဓမ္မတွေဉာဏ်ထဲမှာမြင်လာရမယ်သိလာရမယ်ဒါလို့မဟုတ်လားအဲ့လိုသိလာမှယောဂီတို့ဒီဖြတ်ခနဲ့ဆိုတည်ခြင်းများနဲ့ကြုံတဲ့အခါမှာဒီကမ္မထမ်းကိုနှလုံးသွင်းပြီးတော့တည်လို့ရအောင်ဒါလို့မဟုတ်လားအဲ့ဒီအချိန်မှာသင်္ကန်းကြီးမှလည်းမိညာပူညာရနိုင်တယ်နားလည်ပြီနော်သင်္ကန်းကြီးမှဒီတည်ခြင်းတရားကိုရှုပြီးတော့မိမိတို့ကတရားဓမ္မကိုနေ့စဉ်အားထုတ်ထားတဲ့အခါတန်ဝေကဉာဏ်တွေလည်းပြင်းထန်သွားဖြစ်မယ်ဒါလို့မဟုတ်လားဒီခန္ဓာကိုယ်ညီးငွေးတဲ့နိဗ္ဗာန်ဉာဏ်တွေဖြစ်မယ်ဒါလို့မဟုတ်လားဝိပဿနာဉာဏ်တွေထင်ရှားလာမယ်ဒါလို့တော့ဟုတ်လားဝိပဿနာဉာဏ်တွေထင်ရှားလာတော့မဉ္ဇဉ်ပူဉာဏ်တွေရပြီးတော့သုတိတွေတာသွားမယ်တည်သွားမယ်တော့ကောင်းမြတ်သောတည်ခြင်းလို့ခေါ်တယ်ဘာလို့ခေါ်လဲပฏิလတ္တိကမ္မထာနေမရဏဟေတိတိဗတ္တကံကြီးတဲ့ပฏิလတ္တိကမ္မထာနေကမ္မထာအာယုံရရှိမှသာလျှင်မရဏသိခြင်းဒီဗတ္တကံကောင်းမြတ်တယ်ဒီကမ္မထာအာယုံယူပြီးတော့သိမှသာလျှင်
ကောင်းမြတ်သောသေခြင်းဖြစ်တယ်တဲ့ဒီလိုမလားဒါမြတ်စွာဘုရားဟောတာနော်ဟုတ်လားတခါကြီးတွေမှကြီးအဲ့တော့ကမ္မထာအာယုံရပြီးတော့သေတဲ့ပုဂ္ဂိုလ်ဟာကောင်းမြတ်သောသေခြင်းလို့ခေါ်တယ်ဘာလို့ခေါ်လဲသုတိတိတ်ကြတာလည်းမဉ္ဇဉ်ပူညာရနိုင်တယ်ကောင်းမြတ်သောသေခြင်းဒီလိုမလားသုတိတိတ်ကြားတဲ့အချိန်မှာမဉ္ဇဉ်ပူညာမရခဲ့ဘူးဆိုရင်လေသုတိတိတ်ကြားတာនេះမှာမဉ္ဇဉ်ပူညာမရခဲ့ဘူးဆိုရင်လေဒုတိယနတ်သားကနတ်သမီးဘောမှာမဉ္ဇဉ်ပူညာရတယ်ဒီလိုမလားသဘောပေါက်လားခင်ဗျာအဲ့တော့ခင်ဗျားတို့ကဒီဘူးစည်းကြောင်းနဲ့တူတဲ့ကမ္မထမ်းကိုတော့နေတိုင်းအာယုံယူရမယ်ဒီလိုမလားနားလည်ပြီနော်နေတိုင်းရှင်းကြရမှာသေခြင်းတရားကကူးတော့လည်းမဆန့်ခင်ဆန်တော့လည်းမကွေးခင်မှာရောက်လာတယ်တချို့မနေ့ကမှလူတွေတွေးကြမြင်ကြတယ်ညနေခင်းတော့ဒီလူတွေမရှိတော့တခါတခါဒီလိုသေခြင်းတရားနဲ့ပြင်ဆိုင်ပြီးတော့ဘဝကိုကြောက်ခိုင်းသွားရတယ်လို့မဟုတ်လားဟုတ်လားယောဂီတခါတခါညနေခင်းဒီလူတွေတွေ့တယ်မနေ့တော့မပြီးတော့ဒီလိုပုံစံတွေလည်းရှိတယ်မဟုတ်လားတာဝေကရအောင်ရှိရမလို့တခါကြီးနဲ့မှလေဟုတ်လားအဲ့တော့ဒီဘူးတိကြောင့်နဲ့တူတဲ့ဒီသမထကမ္မထဝိပဿနာကမ္မထတော့ခင်ဗျားတို့နေ့စဉ်အာထုဖို့ကောင်းတယ်ရှုဖို့ကောင်းတယ်ဒါလည်းပြီးတော့အဲ့လိုနေ့စဉ်အာထုမှာဒီကနေ့မှာဒီကမ္မထအာယုံကိုနှလုံးသွင်းပြီးတော့သိလို့ရတယ်ကမ္မထအာယုံကိုနှလုံးသွင်းပြီးသိတဲ့ခါတော့ဒီကနေ့မှာလေဒီတာဝေကညာနိဗ္ဗာန်ညာဝိပဿနာညာမဲ့ညာပူညာကြီးဖြစ်ပြီးတော့ဒီသောတာပတိမဲ့သောတာပတိကိုရနိုင်တယ်ဒီလိုနော်ဟုတ်လားတက္ကရာမိမဲ့တက္ကရာမိကိုရနိုင်တယ်အနာဂါမိမဲ့အနာဂါမိကိုရနိုင်တယ်ဒီလိုနော်ဟုတ်လားအရာဓမဲ့အရာဓကိုရနိုင်တယ်ဧကံဤမရခဲ့တော့ဒုတိယနတ်သားနတ်သမီးဘဝမှာရနိုင်တယ်အဲ့တော့ဒီကမ္မထမ်းတရားကိုနေ့စဉ်တော့အားထုတ်ကြရမယ်နော်ဟုတ်လားဘယ်လိုလဲအားထုတ်ကြမလားအဲ့တော့တရားအားထုတ်ပြီးတိုင်းကိုမေတ္တာပွားရတယ်ဒီလိုနော်ဟုတ်လားပိဋိပါတိပြောရတယ်မေတ္တာပွားရတယ်အမြဲအဲ့ဒီလိုလုပ်ခဲ့ရင်ဒီအိမ်ဟာအမြဲတိုးတက်သွားတယ်။ခင်ဗျားဘာကြောင့်တိုးတက်တယ်လဲလို့မေးကြရှိတယ်။ဒီအကျင့်တွေပုံမှန်ကျင့်တဲ့ခါတော့ဒီနတ်ကောင်းနတ်မြတ်ကြီးရောက်လာတယ်အိမ်ကို။နတ်ကောင်းနတ်မြတ်ဆိုတာတကယ်ရှိတယ်။သာသနာတော်စောင့်တတ်ဆိုတာတကယ်ရှိတယ်။လူတွေမကျင့်လို့လားသူကမဆောင်ချောက်တာ။ဒါလို့တော့ဟုတ်လား။လူတွေအာမထုတ်လို့လားဒီနတ်ကောင်းနတ်မြတ်တွေမဆောင်ချောက်တာမကြည့်တာဒါလို့မဟုတ်လား။ကဲခင်ဗျားတို့ခေါင်းမချုံပြီးတော့အိတ်တာ9 နာရီရှိစောစောစီးမထားဘူးဆိုရင်ဒီနတ်က6 လောက်တောင်ပေါင်းနေသွားလိမ့်မယ်ဟုတ်လားမကြီးသဘောပေါက်လားမလို့မှားတာတော့အဲ့လိုမရဘူးဒီကမကြီးဟုတ်လားနားလဲလားမလို့ရှင်းပါဗျာဒီခင်ဗျားတို့ကထုံထုံတိုင်းတိုင်းနေဦးဇင်းတို့အကုန်လုံးကဒီမုတ်ဆိုးမကြီးတယောက်ရှိတယ်အဲ့ဒီမုတ်ဆိုးမကြီးကသားလေး2 ယောက်မွေးထားတယ်သားဘယ်နှစ်ယောက်မွေးထားလဲသားလေး2 ယောက်မွေးထားတယ်အဲ့ဒီသားလေး2 ယောက်ကိုမုံမြတ်တဲ့ထောပတ်သမင်းကိုချက်ကျွေးတဲ့ဘာသမင်းကိုချက်ကျွေးထောပတ်သမင်းဒီသား2 ယောက်ကလည်းထောပတ်သမင်းကိုတစ်ခါမှမစားဘူးတော့အငယ်ပြည့်တဲ့သားကဒီထောပတ်သမင်းတွေ့တော့အမေသမင်းကခါတိုင်းနဲ့မတူပါဘူးဗျာခဲလုံးတွေများကြသူကတီဟူစည်းတို့ဖာလာစည်းတို့ကရဝေးကြောက်တို့ဒါတွေကိုတော့ခဲလုံးနေလို့ထင်းတယ်လို့မလားဒီသားငယ်အဲ့တော့မိဘကမုံမြတ်တီဟိုစည်းတို့ဖာလာစည်းတို့ကရဝေးကြောက်တို့တပြည့်စည်းကြောက်တို့ထည့်ပြီးတော့ထောပတ်သမင်းချက်ကျွေးပြီးမယ်တဲ့အဲ့သားမိုက်ကတွန်ပြစ်လိုက်တယ်မစားပဲအမေလည်းချက်ရကြမနှက်ဘူးဒီသားလည်းထောပတ်သမင်းမစားရဘူးလို့ဟုတ်လားသဘောပေါက်လားဒီမကြီးနားလည်ပြီနော်နောက်သားကြီးတယောက်ကတော့ဒါဒီနေ့အမေကထောပတ်သမင်းချက်ကြည့်တာထောပတ်သမင်းစားကြည့်ပါဦးလို့ပြောတော့အမေသမင်းကလည်းခဲလုံးနေနေဗျာကျုပ်ခါတဲ့ဒီလိုသမင်းမျိုးမစားဘူးပေါ့ဒါခဲလုံးမဟုတ်ဘူးဒါကတီဟိုစီဒါဖာလာစီဒါကရဝေးကြောက်ဒါတပြက်တီးကြောက်ကဲဒါတွေမစားရင်လည်းဖယ်ထားလိုက်ပါဒီသမင်းကိုတော့စားပါဆိုတော့တာအကြီးကဒီဖာလာစီတို့တီဟိုစီတို့ကရဝေးကြောက်တို့တပြက်တီးကြောက်တို့ကိုဖယ်ပြီးတော့ထောပတ်သမင်းကိုစားတယ်လို့တော့ဟုတ်လားအဲ့တော့မိဘကဒီထောပတ်သမင်းချက်ရကြနတ်သွားတယ်ဒီသားကြီးနဲ့ထောပတ်သမင်းစားလို့အာဟာရဖြစ်တယ်ဒါလို့မဟုတ်လားသဘောပေါက်လားဒီမိုင်းလေးကဲဒီဥပမာကတော့ပြီးသွားပြီယောဂီတို့အသက်ဆန်းသွားတယ်ယောဂီတို့အသက်လာပြီနော်ဟုတ်လားအဲ့တော့ဦးဇင်းတို့သိထားတဲ့တရားဓမ္မတွေကို9 ရက်တိုင်နေတော့ဒါပါဦးဇင်းတို့နေတိုင်း
ဟောတယ်ညွှန်ကြားတယ်ပြသတယ်ဒီလိုမဟုတ်လားအဲ့တော့ယောဂီတို့ကတခါကိုအားထုတ်တဲ့တရားဓမ္မနဲ့မကိုက်ညီတဲ့အခါတခါမိမိတို့တရားဟောတဲ့အခါမှာမိမိတို့အလိုမကျတဲ့တရားဓမ္မလေးတစ်ခုပါလာတဲ့အခါလူတွေကဒီတရားဓမ္မကိုဆွတ်လွတ်ပြစ်လိုက်ကြတယ်ဒီလိုမဟုတ်လားအဲ့လိုပုံစံတွေလည်းရှိတတ်တယ်နော်ဟုတ်လားဟိုတော့ဘုန်းကြီးတစ်ပါးတရားဟောတယ်တခါတည်းကတစ်ချိန်လုံးဘုန်းကြီးဟောတဲ့တရားတွေကကောင်းတယ်တရားလေးတစ်လုံးမှားလိုက်တာနဲ့တရားနာနေတဲ့တခါတည်းခါထပြန်သွားရတယ်ဒီလိုပုံစံတွေလည်းရှိတယ်နော်ဟုတ်လားမိုးကုတ်မြို့မှာတချို့တခါရှိတယ်ဟုတ်လားဒီကမိုးကုတ်ကလူငယ်ပါလာတော့မသိဘူးအဲ့လိုထပြန်ရတယ်နော်ဟုတ်လားအဲ့တော့စောစောကဒီထောမသမင်းကိုတုံပြစ်တယ်သားမိုက်နဲ့တော့မတူဘူးလားတူတယ်နော်ဟုတ်လားသဘောပေါက်လားမသိဘူးတရားနာတဲ့ခါမှာပဲဖြစ်ဖြစ်ဒီတရားဓမ္မကျင့်သုံးတဲ့ခါမှာပဲဖြစ်ဖြစ်ကိုနဲ့တပ္ပါယဖြစ်တဲ့တရားဓမ္မကိုရွေးပြီးတော့ကျင့်ရတယ်ဒီလိုမဟုတ်လားတပ္ပါယမဖြစ်တဲ့တရားတွေကိုစောစောကသားကြီးဖြစ်တဲ့ပုဂ္ဂိုလ်ကရွေးထုတ်လိုက်တယ်လို့ဒီဟိုသီးတို့ဖာလာသီးတို့ကရဝေးကြောက်တို့ကြပြည့်သီးကြောက်တို့ကိုဖယ်ပြီးတော့ထောမသမင်းစားတယ်လို့နော်ဟုတ်လားသဘောပေါက်လားမသိဘူးမိမိတို့နဲ့တပ္ပါယမဖြစ်တဲ့တရားဓမ္မတွေကိုဒီဖယ်ပြီးတော့တပ္ပါယဖြစ်တဲ့တရားကိုရွေးချယ်ပြီးတော့ကျင့်သုံးရမယ်ဒီလိုမဟုတ်လားဒကာကြီးတွေနားလည်တယ်နော်ဟုတ်လားသဘောပေါက်လားမသိဘူးအဲ့တော့ဒကာကြီးတို့ဒကာမကြီးတွေကဒီကိုနဲ့တပ္ပါယမဖြစ်တဲ့တရားလေးတစ်ခုကြားလိုက်လို့ဒီတရားတွေဆွတ်လွတ်လိုက်မယ်ဆိုရင်ဟောတဲ့ပုဂ္ဂိုလ်လည်းအကျိုးမရှိဘူးဒီလိုမဟုတ်လားနားတဲ့ပုဂ္ဂိုလ်လည်းအချင်းကြီးဖြစ်သွားတယ်ဒီလိုမဟုတ်လားအဲ့လိုမဖြစ်စေနဲ့နော်ဟုတ်လားဒကာကြီးတွေမကြီးသဘောပေါက်လားမသိဘူးခုနှစ်ရက်တိုင်နဲ့ဒီမင်းရိုးလေးတော့လှုပ်လာပြီဟောရတာဟုတ်လားအဲ့တော့မကြိုက်တဲ့တရားတွေညာပါခဲ့ရင်လေမကြိုက်တဲ့တရားကိုဖယ်ပြီးတော့ကြိုက်တဲ့တရားကိုရွေးချယ်ပြီးကျင့်သုံးရပါလို့တိုက်တွန်းလို့ပါတယ်နော်ဟုတ်လားဒါကြီးမှသဘောပေါက်လားမသိဘူးဒါဦးဇင်းတို့ဟောတဲ့တရားမှမဟုတ်ဘူးဦးဇင်းတို့ပြတဲ့တရားမှမဟုတ်ဆရာတော်တွေဟောတိုင်းလူကျင့်သုံးရမယ်နော်ဟုတ်လားလူဒီစနစ်ကိုကျင့်သုံးရမယ်ဒါလို့ဆိုလို့တယ်ဟုတ်လားမိမိတို့ဒီဝိပဿနာပညာပဲလောကုတ္တရာပညာပဲဖြစ်ဖြစ်လောကီပညာပဲဖြစ်ဖြစ်ဒီပညာရက်တွေကိုရှင်းမှုတဲ့အခါမှာဒီရဟန်းတော်တွေဆွမ်းခံပိဏကတူတင်ဆောင်ပြီးတော့ဆွမ်းခံကြွတယ်လို့အစဉ်အတိုင်းကြွတယ်လို့ပေါ့ဟုတ်လားဒီပညာရက်တွေရှင်းမှုတဲ့အခါမှာဒါကတော့အမျိုးမြတ်တဲ့ပုဂ္ဂိုလ်ဒါကတော့မင်းမျိုးဒါပုံသားမျိုးဒါတခေတရေမျိုးဒါသူချင်းရမျိုးဒါကဒုံဆန္ဒမျိုးအဲ့လိုမခွဲခြားပဲနဲ့ကိုပညာသင်ကြားတဲ့ပေးတဲ့ပုဂ္ဂိုလ်ကပညာတတ်မြောက်တယ်ဆိုရင်ယောဂီတို့ကချင်းကပ်ပြီးတော့သင်ရတယ်ဒီလိုမဟုတ်လားဒါလည်းပြီးတော့ဆိုရပါမယ်ဒီဇန်ကျင့်တဲ့တွေကိုအထွတ်ထိပ်ရအောင်ကျင့်ထားတဲ့ပုဂ္ဂိုလ်ကတကယ်လို့ဒေါသနာပုဂ္ဂိုလ်ချင်းနေပုံတောင်မှအဲ့ဒီဇန်ရအောင်ကျင့်ထားတဲ့ပုဂ္ဂိုလ်ကိုချင်းကပ်ပြီးတော့ဇန်ရအောင်ကျင့်သုံးနည်းတွေကိုရှိဖို့ရတယ်ဒီလိုမဟုတ်လားဒီမိုင်းနားလည်းနော်ဟုတ်လားဒါကတော့သူအမျိုးအောင်နေတယ်သူကသွားပြီးတော့သင်ကြားကြမလိုဘူးလို့လုံမမနာမနာဘုသူနဲ့ညာတော်လေးဟောတယ်ဗျလူမရွေးရဘူးဟုတ်လားသူတို့ကျင့်တဲ့တိုင်ဟောတာကိုမိမိတို့ဟိုကျင့်ထားတဲ့တရားဓမ္မနဲ့ကိုက်ညီရင်ယူပြီးတော့ကျင့်ရတယ်ဒီလိုမဟုတ်လားသဘောပေါက်လားမသိဘူးမိမိတို့ကျင့်ထားတဲ့တရားဓမ္မနဲ့လည်းရောညီထွေမှုမရှိတဲ့ဟောပြောချက်တွေကိုတော့ဘေးဖယ်ထားလိုက်ပေါ့ဒီလိုမဟုတ်လားနားလည်ပြီနော်ဒီမိုက်တွေကိုပြောရှင်းလားမသိဘူးနားလည်ပြီနော်အဲ့တော့မိမိတို့ဒီနေ့စဉ်ဒီတရားဓမ္မကျင့်သုံးတဲ့အလုပ်ကတော့လုပ်ရလေဘာကြောင့်လုပ်ရလဲဆိုရင်ခန္ဓာကိုယ်ထဲမှာကိလေသာတွေတန့်စင်သွားရင်စိတ်ရဲ့ကြည်လင်မှုစိတ်ရဲ့ငြိမ်အေးမှုစိတ်ရဲ့အယောင်တောက်ပမှုဆိုတာဖြစ်လာတယ်ဖြစ်လာတော့ယောဂီတို့ဒီမိမိတို့စိတ်တွေကစွမ်းအားတစ်ခုဖြစ်လာတယ်စိတ်ရဲ့တကူဆိုတာဖြစ်လာတယ်နော်ဟုတ်လားစိတ်ရဲ့တကူဖြစ်လာတော့ယောဂီတို့ဒီအလုပ်တွေကိုငါပြီးပြအောင်လုပ်မယ်လို့အာယုံပြုလိုက်တာနဲ့ဒီစိတ်စွမ်းအားတွေဟာပြီးပြအောင်ဆောင်ရွက်သွားတယ်ဒီလိုမဟုတ်လားနားလည်ပြီနော်သဘောပေါက်လားမသိဘူးတခါကြီးဒီလိုဖြစ်သွားတယ်စိတ်စွမ်းအားဆိုတာလိုတယ်နော်ဟုတ်လားဒိုင်းသမိုင်းတွေနားလည်လားမသိဘူးအဲ့တော့ဦးဇင်းတို့ပြောတာတန်မြတ်ဖြစ်ခဲ့တယ်ဆိုရင်လေခင်ဗျားတို့ဒီတရားဓမ္မကိုကျင့်ပြီးတော့အလုပ်လုပ်ကြည့်ပါပို့ပြီးတော့လုပ်ငန်းတွေအောင်မြင်လာတာတွေ့လိမ့်မယ်ပို့ပြီးတော့တိုးတက်လာတာတွေ့လိမ့်မယ်ဒီလိုနော်ဟုတ်လားဟိုတော့ကဦးဇင်းတို့ဒီကုမ္ပဏီတစ်ခုပေါ့ဦးဇင်းတို့အကြောင်းကိုရောက်လာတယ်ရောက်လာတော့
ဦးဇင်းကတော့တရားထိုင်ခိုင်းမှလည်းတဲပြီးတော့ခုလေးကို12နာရီထိုင်ခိုင်းတယ်ထိုင်ခိုင်းတော့အဲ့ဒီကလေးလေးကြီးကုမ္ပဏီကတိုးတက်သွားတယ်ဒီလိုတော့ဟုတ်လားအောင်မြင်သွားတယ်ထိုင်တာတော့တရားထိုင်တာပဲဒါပေမဲ့လောကီကိစ္စတွေမှာပြီးသွားတယ်ဒီလိုတော့ဟုတ်လားဘာကြောင့်ပြီးလဲဆိုတော့ဒီစိတ်တွေကကြီးလင်သွားတယ်တောက်ပသွားတယ်အမြဲတမ်းတရားတတ်တရားခန္ဓာကိုယ်ထဲမှာကျင်းနေတော့အလုံးလုံးမိမိတို့လုပ်တဲ့အလုပ်တွေကလောက်ကလက်ကလည်းပြီးသွားတယ်ဟုတ်လားဒကာကြီးတွေသဘောပေါက်လားမသိဘူးကျင့်ကြည့်ရမယ်ဦးဇင်းတို့တောထဲမှာလို့ကျင့်တယ်ဟုတ်လားတောထဲမှာလို့အားထုတ်ပြီးတော့အလုပ်လုပ်တယ်ဦးဇင်းတို့ဇေဒီတဲတယ်ပေါ့ဇေဒီတဲရင်တခါလမ်းဖို့ဒီလမ်းမြေဖို့အုပ်ဖို့သဲဖို့ကြောက်ဖို့လိုတယ်ဒီလိုမလားလိုတော့ဘယ်လိုလုပ်ရလဲဆိုတော့ဒီတခါလေးကကြောက်တယ်ဆဲတော့တတိတော့လုပ်ငန်းတစ်ခုမေတ္တာပို့ပေးပါအောင်မြင်ရင်ဆဲတော့လိုတဲ့ဖိလမြေတို့သဲတို့ကြောက်တို့တန်းတို့ဖြူတတ်ပါမယ်ဆိုတော့အမေကလောင်းကြီးစားရည်တယ်လားခွန်းကြီးလောင်းကြီးစားရည်နဲ့လာလို့တယ်သူကဒါဘုံအတွေ့ဒီလက်တွေပြောပြတာနော်အဲ့ဒီဘုံကဒီဘုရားအပေါ်ဆက်လက်လောင်းတာနေမှာဘုံကအပေါ်မှာ10မိနစ်ခွေးထိုင်ပြီးတော့သူတို့မေတ္တာပို့တယ်မေတ္တာပို့တော့9မိနစ်လောက်ကြာတော့ဆဲတော့ရအောင်ကြီးတဲ့ဒီဆဲတော်တို့မေတ္တာပို့တဲ့အတွက်ကြောင့်လုပ်ငန်းတစ်ခုရပြီတဲ့အဲ့ဒါဆဲတော့85သိန်းပို့လိုက်ပါပြီတဲ့ဆိုရင်ခြာလာရင်းနဲ့ပို့လိုက်ဒီလိုတော့ဟုတ်လားအဲ့ဒီက85သိန်းကဘုံဘုံတို့လွန်ခဲ့တဲ့15နှစ်လောက်ကဆိုအများကြီးတန်တယ်20လောက်ကနော်85သိန်းဦးလေးကမယူပါဘူးအဲ့ဒီပိုက်ဆံကိုဟိုက်တဲ့ကုမ္ပဏီကဥအိုက်ဖုန်းကြီးသွားပို့လိုက်တယ်မနေ့ကကွန်ကရစ်တွေလာလောင်းဆိုပြီးတော့ကိုင်းတော့မရှိဘူးဟုတ်လားအဲ့ဒီပို့လိုက်ဖះကြီးကိုကွန်ကရစ်ဖြောပြီးသားတွေလောင်းလိုက်တယ်ဒီလိုလုံးရတယ်ဟုတ်လားဒါကအဲ့ဒီကုမ္ပဏီကပဲဘုံဘုံကိုထဲတော့မေတ္တာပို့ပြီးအောင်မြင်ကျောင်းတစ်ဆောင်ဆောက်မယ်အမေကလောက်လာဗျာရောကျောင်းတစ်ဆောင်ဆောက်ပြီပေါ့ကျောင်းဆောက်သူမဲ့ကျတော့မေတ္တာပို့တော့အဲ့တော့ဥပဒေနဲ့ဘာသာတော်တွေတရင်သုံးဖို့လိုတယ်ပေါ့လေလို့ကျောင်းနေအဆောက်အုံကြီးယောဂီတွေနေဖို့တရင်သုံးဖို့ဒီယောဂီဆောင်တွေလိုတော့အေးဒါလိုဟုတ်ပြီမေတ္တာပို့ပြီမေတ္တာပို့တော့အဲ့ဒီကုမ္ပဏီကကြီးမားတဲ့လုပ်ငန်းတစ်ခုရပါတယ်လို့တော့ဟုတ်လားကြီးမားတဲ့လုပ်ငန်းဆိုတာကသူတို့ဒီအမေရိကန်တန်ယုံကြီးဆောက်တော့အဲ့ဒီတန်ယုံမှာပစ္စည်းတွေတွဲနေတန်းဆိုင်တာရပါတယ်။ဒါတော့အဲ့တော့ဘုံဘုံတို့ကြောင်းတစ်ဆောင်ဆောက်နေတယ်ဒီလိုတော့ဟုတ်လားအဲ့ဒီကုမ္ပဏီလည်းလောင်းကြီးစားရခဏခဏလုပ်တယ်ဘုံဘုံဟုတ်ပါအဲ့လိုလုပ်ရတယ်ဒီလိုတော့ဒါစိတ်ရဲ့ဆွမ်းအားကိုပြောပြတာဒါဘုံဘုံတကယ်ဖြစ်ရတော့ဟုတ်လားတကယ်ဖြစ်ရကိုပြောပြတာမယုံတဲ့အဲ့ဒီကုမ္ပဏီကိုလွှမ်းမေးကြည့်ပါဘုံဘုံတို့တကားလေးငယ်ငယ်လေးတွေရှိသေးတယ်နော်နောက်တစ်ခုဘုံဘုံတို့ဒီတဲယူတော့ရဆောက်ကြည့်တော့လျှက်စင်ပြီးတွေ့တန်းကိုဦးဇင်းတို့ရှောက်လာတင်းတော့2ရက်နဲ့ဒီတွေ့တန်းဝင်ကကြာလာတယ်တွေ့တန်းဝင်ပါမင်းကြာလာတယ်ပေါ့ကြာလာတော့ဦးဇင်းမှာပိုက်ဆံမရှိဘူးကိုမအဲ့ဒီအချိန်3500ပို့3500ထားလို့ကျုံက50တော့မရှိဘူးဒီကြက်50တော့မရှိဘူးနော်ဟုတ်လားပိုက်ဆံလို့ဖြစ်တယ်ကဲဘာနဲ့သွားတွေ့တယ်ဒီမှာຫນွေထိုးနေတွေ့မှာဒါကျိုးနေတော့မြောင်ຫນွေကျိုးနေမှာညာဒါလို့တော့ဟုတ်လားဒါပြင်ပြီးပြောပြမလို့ဒီမိုင်းတွေဟုတ်လားအဲ့တော့အစိုးရလည်းလို့ဒီဓာတ်အားလေးကိုတွဲခိုင်းနေပြီတိမ်မှာအကုန်မှာလည်း3500ကျော်ကျော်လောက်ပုံမယ်ဒါပေမဲ့တရားမှမရှိဘူးမရှိတော့ဦးဇင်းတို့ဒီတဲပြူတော့ရအဝန်းဝိုင်းထဲမှာအုံသေးပင်လေးပဲရှိတယ်အဲ့အုံသေးပင်လေးအောက်ကို10ရက်9ရက်10ရက်အတိတ်ထံဖြစ်နေတယ်အဲ့ဒီတစ်ပင်အောက်ပဲနေတယ်အဲ့ဒီတစ်ပင်အောက်ကဘယ်မှမသွားဘူးချုံဖုံးပေးလေအဲ့အောက်မှာဖုံးပေးတယ်ညဘက်လည်းတင်ညာလုံးဖြစ်တယ်6ရက်မြောက်တဲ့နေ့ရောက်တော့ဒီအရက်မြင့်မြင့်လူကြီးတယောက်ရောက်လာတယ်ညပန်းကောင်ရအချိန်မှာအရက်က9ပေလောက်ရှိတယ်အမြင့်ကြီးတော့ဟုတ်လားမော့ကြည့်ရတယ်အဲ့အရက်မြင့်မြင့်လူကြီးကလက်ကာလာကြီးနဲ့9ပေလောက်ရောက်လာတော့ဒီလူကတော့သူစမ်းစမ်းပဲဒီချိန်7နာရီကျော်လို့ဒီဘာလို့များလာပါလိမ့်မလဲပေါ့အနားရောက်တော့သူကဘုံဘုံကိုဝှက်ချပြီးတော့ဆဲတော့ဘာလို့ပါလဲနဲ့လူမေးတယ်သူကဦးဇင်းတို့ကမလို့ပါဘူးဒါကျွတ်တို့ဒီဖះကြီးကိုမီးလဲအောင်ဓာတ်အားလိုင်းဆွဲဖို့လုပ်နေတယ်ဒီဓာတ်အားလိုင်းတွေဆွဲတဲ့အခါမှာဦးဇင်းတို့ဝတ်ထုံကျင်းကိုလိုတယ်ပေါ့ဦးဇင်းတို့ကတော့ဘာမှမလို့ဘူးဒါဖះအတွက်လိုတယ်ကျောင်းအတွက်လိုတယ်ဒီနဲ့ရွာလေးဒီနဲ့ကျောင်းကိုပြီးလင်းအောင်ထူတိုင်းနေတယ်သူပြောတော့အဲ့ဒီအရက်9ပေလောက်မြင့်တဲ့လူကြီးက
တပြည့်တော့လူပါမယ်ဆိုပြီးတော့ပြန်သွားတယ်ဒါညတန်းတော်ရစီပြန်သွားတယ်ဒီလိုတော့ဟုတ်လားဒါဥရိတိလက်တွေ့တွေးတဲ့နည်းကိုပြောပြတာအဲ့တော့မနေ့နေကင်းလောက်ရောက်တော့လူတယောက်ကအင်ကြီးလုံးနဲ့ရောက်လာတယ်အင်ကြီးမပါဘူးပါတခါကြီးဘာကိစ္စလဲဆရာတော်ဒီဒါလိုက်နေတွေ့တန်းကိုလှူဖို့လာခဲ့တာပါတဲ့ဟာခဏအင်ကြီးလုံးနဲ့ပိုက်ဆံမရှိလို့လားရှိတယ်တဲ့ဆရာတော်ကုန်းတော့သူလှူပါမယ်တဲ့အဲ့လိုလျှောက်တယ်အဲ့ဒီတခါလေးတော့ဖုန်းနေချက်ပြီးတော့ကုမ္ပဏီတွေကိုဓာတ်တိုင်ဆက်ခိုင်းတယ်ကျိုးတွေတွေ့တန်းလိုက်တယ်ဒီလိုတော့ဟုတ်လားကဲဒါကြီးကမလွယ်ဘူးလားခင်ဗျာဒီသိန်း900ကိုကျိုးကတရားထိုင်ပြီးတော့6ရက်လာထိုင်လိုက်ရတယ်နော်သူ့မဲ့လူကရောက်လာဒီလိုဖြစ်တယ်ဟုတ်လားစေတော်မင်းကြီးရှေ့ရတကိုးဆိုတာရှိတယ်ဆိုတဲ့အကြောင်းပြောပြတာနော်တရားဓမ္မသိရင်တရားဓမ္မဆောင်းလျှောက်တယ်ဆိုတဲ့အကြောင်းကိုသိအောင်ပြောပြတာဒါဥပဒေလို့ဆန်းဆောင်နေတာပြောတာမဟုတ်ဘူးသဘောပေါက်လားမသိတရားတကယ်ကြည့်ရင်ဒီတရားကဆောင်းလျှောက်တဲ့အကြောင်းပြောပြတာဒါဓမ္မကြီးသဘောပေါက်လားမသိအဲ့ဒါတရားကျင့်ရတယ်တရားအထုတ်ရတယ်တရားအထုတ်ပြီးတော့အလုံးလုံးရတယ်နော်ဟုတ်လားအဲ့တော့တရားအထုတ်ပြီးအလုံးလုံးတော့ဒီမိမိတို့လောကုတ္တရာတရားတွေလည်းရအောင်အထုတ်ပြီးသားဖြစ်သွားတယ်လောကီကိစ္စတွေလည်းတွားရင်လာရင်လည်းအောင်မြင်ပြည့်စည်သွားတယ်အဲ့တော့ဒီတရားကျင့်တဲ့အလုပ်ကိုစောချပြီးတော့မလုပ်တယ်မလားဟာဟုတ်တယ်နော်သုံးလုံးကြမလားလုံးကြမလို့ဟုတ်လားလုံးကြမယ်နောက်တစ်ခေါက်လာပြန်မေးမယ်ဒီတရားတွေဘယ်သူမှတ်မိလဲဦးဇင်းတို့ဒီတော့ရ6ကြီးတောထဲမှာသွားတဲ့ကျင့်ညဘက်ဆိုဒီကျောင်းရလည်းမိုးမလုံးလေးမလုံးဝါကကျောင်းလေးပါပဲညဘက်တို့ကျောင်းကရင်းထိုးနေတယ်ဩဒီရက်ကလည်းငလျင်ခဏခဏလှုပ်တယ်လို့ဘုံမထင်းနဲ့မဟုတ်ဘူးအမှန်တော့အဲ့မမြင်ရတဲ့ပုဂ္ဂိုလ်တွေကဒီကျောင်းကိုကင်လှုပ်နေကြတာတယောက်တည်းနေတဲ့ကအဲ့ဒါတင်ညာလုံးတရားထင်ရတယ်မေတ္တာဖူးရတယ်ပုဂ္ဂိုလ်တွေအမြောက်ရတယ်ဒီလိုတော့ဟုတ်လားတင်ညာလုံးထင်ရတယ်အေးရတဲ့ညနေတယ်ဒါတရားကျင့်တဲ့အကြောင်းပြောပြတာနော်ဟုတ်လားဒီတတိကိုတစ်ချက်မှမလို့မှတ်ရတာတိုးတယ်မှာဒါရောတတိလို့မရဘူးဟုတ်လားဒီထွက်လင်ဝင်လေးမှတ်တဲ့ခြင်းတို့နဲ့ဒီထွက်လင်ဝင်လေးစဖြစ်တဲ့ခြင်းကစပြီးတော့ထွက်လင်ဝင်လေးသုံးသွားကြည့်တယ်အောင်တတိမလို့မှတ်နေရတယ်ဒီလိုတော့ဟုတ်လားတစ်ချိန်လုံးမှတ်ရတာချိန်လုံးကျင့်ရတာတော့ဒီဝေဒနာတွေရှုရဆိုရင်လည်းတတိမလို့အောင်ရှုနေရတယ်ဒီဝေဒနာတွေချုပ်အောင်ရှုနေရတယ်ဒီလိုတော့ဟုတ်လားဒါနေတိုင်းကျင့်ရတာအဲ့လိုမကျင့်နိုင်တော့တိုးတဲ့နေလို့ရပါမလားမရဘူးဆိုအဲ့ဒီမှာတိုးတဲ့မှာဒီလိုတစ်ပါးနဲ့နေလို့တစ်ပါးနဲ့ကျင့်ဖို့မရဘူးဖြစ်ဘူးတုတ်တန်နေလည်းအဲ့လိုကျင့်ရတယ်တတိတစ်ချက်မှမလို့အောင်ကျင့်ရတယ်တုတ်တန်နေတတိလွတ်လိုက်တာနဲ့အဲ့ဒီပုံကိုယ်ကဝင်လာတယ်ဒီလိုတော့ဟုတ်လားတတိမလို့အောင်ကျင့်ရတယ်တတိမလို့အောင်မှတ်ရတယ်အမြဲကျင့်ရတယ်